ဒီဝိုင်းဘွဲဒါပေးလိုက်တယ်ဒီမှာလားဒီပါရဲ့9လောက်ချီအောင်ဒီကဆိုင်ကြီးရဆိုင်ကစီးဖို့ပေးတာလားကျွန်တော်တို့ဒီဘောစီမချိုးမပြီးဘူးဘာလို့ဒီလိုရေးစားလာစီးမယ်ဒီလိုပြတယ်ဒီပါလဲနာဆိုလဲနာမငါအားငါလေအမေလားရကိုရရေးတယ်မလားစီးမယ်အဲ့ဟိုနေအဲ့ကျိုးတယ်မလားဘယ်ရောပြန်မပြေအောင်နော်ကျွန်တော်မိုက်မှန်တယ်လေအော်အဲ့ကျိုးတယ်အစတော့ဘယ်စမောင်းလဲကျွန်တော်ဝိုင်းမှာဘယ်ဝိုင်းရှိတယ်ဘယ်နဲ့လဲကျွန်တော်တို့လိုက်နေတယ်ဒီမှာဘယ်လိုပါနော်ဟုတ်ကဲ့ရှိတယ်လို့ဟောကျွန်တော်အဲ့ဒါကကိုလေးကျွန်တော်ဆက်တဲ့ညီမရဲ့ချင်းမှုအဲ့ဒါကဆက်တဲ့ကိုကျွန်တော်ကိုဆိုင်ရမို့ကတော့ကိုဆိုင်ရမှုနော်ကျွန်တော်ကိုကြီးကျေးဇူးတင်ပါတယ်ကျွန်တော်တို့ပြည်နယ်ကိုများကိုဆက်လက်အားပေးပါဦးအားပေးမယ်မလားအားပေးပါကျွန်တော်အားလုံးအနုပညာနဲ့ပတ်သက်ရင် peace နော်အကုန် peace နော် yes ကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ဒီကိုတွေကိုအားပေးပါဦးဗျာအစီအစဉ်ပါစီဆိုကိုကြီးပါဆုံးဘောဆရာကြီးလည်းလည်းချင်းနော်ဘယ်လိုမျိုးဖြစ်လို့ပြောရလဲကိုအဲ့ပြောစိတ်ဆိုပြကြိုက်တာဆိုကောင်းတာအဲ့တော့ကြိုက်တယ်ဆိုလိုက်အဲ့ဒါချင်းမိုးရလေဒီလိုမှာလေအေးမိုးရလေဘယ်လိုမျိုးမလဲဗျာဘယ်လိုမျိုးဒီလိုလေးစုံနေမှာကျွန်တော်တို့နောက်ဆက်ညာလေးလည်းဖြစ်တယ်နော်ဟုတ်တယ်ဒီလိုလေးကဲပါအောင်မယ်ဒီမဲ့အဲ့ဟိုအကုန်းလိုက်ရတဲ့ပတ်စံတွေကငါတော့ဝပေးဦးနော်ကြည့်ကြည့်ကြည့်ပဲ just say my thing မိုက် ကိစ္စလို့ပါဘာလို့ဆိုပြနေလို့ဆိုတော့ခုမှထွက်လာတယ်ဒီလေးကရောလားစီးလေးရောအင်ဂျင်လဲမလားလက်ချက်အေးနေတယ်ဘောလက်တော့ဝဲလက်တော့ဝဲပြန်ကြလိုက်လို့လမ်းမှာမှာ ဘယ်လိုရမလဲမကြည့်ချင်းတော့ဆိုဒါဆိုလည်းခုနကဆက်လက်ဆောင်ရစီဗျာမကြည့်ကြပါဘူးအဲ့တော့ဒီသားဆိုရင်မောင်လေးလေမောင်လို့ဆိုယူပါဘောအဲ့တော့ကျွန်တော်ဒီချင်းစက်တော့ပြပါဦးလေဟောပြီးပါဘူးလောက်ပဲနေလောက်ပဲတက်တယ်ကျေးဇူးတင်ပါဆရာဒါကတော့ကိုမျိုးနဲ့လားစတာ